1930 ခုနှစ်ဂျပန်တွေဝင်ရောက်စီးနင်းချိန်မျိုးစောင်ကူမင်တန်တပ်တွေဟာရှုံးနိမ့်သွားခဲ့ပါတယ်။ဂျပန်စစ်သားတွေရဲ့တန်ကြောင့်မြို့ပြတ်တာဖြစ်နေတဲ့နန်ကျင်းမြို့ကဖျားကျောင်းတစ်ခုမှာကျောင်းသူတွေနဲ့အပျော်မဲ့တစုဟာဝင်ရောက်ခိုလုံခဲ့ကြပါတယ်။ထို့အပြင်ဆရာကျွန်းဟာလည်းဖျားကျောင်းမှာဆုံးသွားတဲ့ဖာသာတစ်ယောက်ကိုတကြိုပေးဖို့ရောက်လာပါတယ်။ဒီလိုနဲ့အပျော်မဲ့တွေရဲ့နေထိုင်ပုံအပြောအဆိုတွေဟာကျောင်းသူတွေနဲ့ဆရာချင်းမတူညီတာကြောင့်ကျောင်းသူတွေဟာမမြင်မကြည်ဖြစ်နေကြပါတယ်။တရက်မှာကျောင်းသူတွေနဲ့အပျော်မဲ့တွေစကားများရန်ဖြစ်နေတော့စစ်သားတွေဟာဖျားကျောင်းထဲကိုဝင်ရောက်စီးနင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲစစ်သားတွေကကျောင်းသူတွေကိုမြင်ပြီးဝင်ရောက်ဖမ်းဆီးကမရင်းချင်းဖို့ကြိုးစားကြပါတယ်။ထွက်ပြေးပုန်းရှောင်ဖို့ကြိုးစားနေတဲ့ဆရာကျွန်းဟာကျောင်းသူတွေရဲ့အော်ဟစ်တန်တွေကြားလိုက်ရတဲ့အခါမှာဥပိ္ပခာမပြုနိုင်တာကြောင့်ကျောင်းသူတွေကိုကယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကစစ်သားတွေကိုကျောင်းသူတွေဟာအသက်ရွယ်ငယ်သေးတာကြောင့်ဒါမျိုးမလုပ်ဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့စစ်သားတွေကသူ့ကိုပါရိုက်နှက်ခဲ့ပြီးကျောင်းသူတွေဆက်လက်အနိုင်ကျင့်ကြပါတယ်။အဲ့ဒီအချိန်မှာပဲဂျပန်စစ်သားတစ်ယောက်ကိုကြည်စံထိမှန်ကတေဆုံးသွားတာကြောင့်တခြားစစ်သားတွေလည်းကြောက်လန့်တကြားထွက်ပြေးသွားကြပါတယ်။မကြာခင်မှာပဲဂျပန်ဗိုလ်ချုပ်တဦးဟာစစ်သားအများပြားနဲ့ပြန်ရောက်လာပြီးကျောင်းသူတွေကိုအတိအကျရေတွက်ကသူတို့စီလာရောက်ဖျော်ဖြေခိုင်းပါတယ်။ဆရာဂျွန်ကသူတို့ဟာကလေးတွေပဲရှိသေးတာကြောင့်အမျိုးမျိုးတောင်းပန်ပေမဲ့လည်းစစ်တပ်ရဲ့အမိန့်ဟုဆိုကအတင်းကျပ်စေခိုင်းခဲ့ပါတယ်။ဖះเจ้าပတ်ပတ်လည်မှာလည်းစစ်သားတွေစောင့်ကြည့်နေကြပါတယ်။ဒီလိုနဲ့ကြံရမရဖြစ်နေတဲ့ဆရာဂျွန်နာကိုအပျော်မဲ့တယောက်ရောက်လာပြီးသူ့ဘဝဟာမထူးတော့ပြီးမို့လူအစားထိုးပေးဖို့ပြောခဲ့ပါတယ်။တစ်ဖက်မှာလည်းကျောင်းသူတွေဟာစစ်သားတွေရဲ့လက်ထဲမှာဘဝအဆုံးမခံနိုင်တာကြောင့်အဆောက်အဦအမြင့်ပေါ်ကနေခုန်ချဖို့လုပ်နေကြတော့မှပဲဆရာဂျွန်နဲ့အပျော်မဲ့တစုဟာတိရှိသွားပြီးအမြန်သွားတာကြပါတယ်။အဲ့ဒီအချိန်မှာပဲကျောင်းသူဟန်ဆောင်ပြီးလူအစားထိုးကသူသွားပေးမယ်လို့ပြောလိုက်တဲ့အချိန်မှာကျောင်းသူတွေနဲ့တခြားအပျော်မဲ့တွေဟာတအံ့တအောဖြစ်ကြပြီးကြံတဲ့အပျော်မဲ့တွေပါတညီတညွတ်ထဲလူအစားထိုးမယ်ဟုဆိုခဲ့ကြပါတယ်။အပျော်မဲ့တစုဟာငယ်ရွယ်တဲ့ကျောင်းသူနဲ့တူအောင်အဝတ်စားနဲ့စပင်းတွေကိုပြင်ဆင်လိုက်ကြပါတော့တယ်။တစ်ချိန်ကသူမတို့အပေါ်အထင်လွဲခဲ့တဲ့ကျောင်းသူလေးတွေဟာဝမ်းနည်းစွာနဲ့စိတ်မကောင်းဖြစ်နေကြပါတယ်။ကျောင်းသူတွေအဖြစ်ဟန်ဆောင်ပြီးလူစားထိုးဖို့အစဉ်သင့်ဖြစ်တော်လဲကံမကောင်းစွာနဲ့တယောက်လိုနေပါတယ်။အဲ့ဒီအချိန်မှာပဲကြော့ဆိုတဲ့ကျောင်းသားလေးဟာသူ့သွားမယ်ပြောတော့သူဟာယောက်ျားလေးဖြစ်နေတာကြောင့်မဖြစ်နိုင်ဘူးဟုဆိုကအကုန်ဝိုင်းတာခဲ့ကြပါတယ်။ဒါပေမဲ့လည်းလူမပြည့်ရင်စစ်သားတွေကကျောင်းထဲကိုရှာရင်ကျောင်းသူတွေပါထပ်ပြီးတွေ့မှာဆိုတာကြောင့်သူ့ကိုမိန်းကလေးလို့ပြင်ပေးဖို့အတင်းတောင်းဆိုခဲ့ပါတယ်။အကုန်လုံးကြံရမရတဲ့အစုံဒီစီဇန်တိုင်းပဲလက်ခံလိုက်ရပါတော့တယ်။ထို့နောက်ဗိုလ်ချုပ်ဟာစစ်သားတွေနဲ့အတူကျောင်းသူတွေကိုလာခေါ်ပါတော့တယ်ခေါ်သွားပြီးတဲ့နောက်မှာဆရာကျွန်းဟာကားတစ်စီးပေါ်မှာကျောင်းသူလေးတွေကိုဖွက်ပြီးနန်ကျင်းမျိုးကနေခေါ်ထုတ်သွားပါတော့တယ်။အဲ့ဒီအချိန်ကစပြီးတော့ကျောနဲ့အပျော်မဲ့တစုရဲ့တည်င်းဟာဒီနေ့အချိန်ထိမကြားရတော့ပါဘူး။